ဆက်ဖြင့်ထင်းခွဲနေတာပဲဖြစ်ပါတယ်မြင်တွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ပေါက်စင်းနေရဲနေတုံးပြီးထင်းပေါက်ဆံမလို့တော့ပါဘူးပုံကြောင်နေသီလရှင်ကြောင်တွေကဒီလိုဆက်ပြီးထောင်ထားရင်တော့အဆင်ပြေတာပေါ့ဘာလို့လဲဆိုတော့ထင်းခွဲဖို့ကအဆင်မပြေကြဘူးလေအခုလိုပဲဆက်နဲ့ထင်းခွဲတော့အများကြီးတက်တာတာပေါ့လူအားဆိုင်ဆံမလို့တော့ဘူးဒါကထုံထားတဲ့ဒီထုံတဲ့လူကိုလည်းကြီးကျူရမှာပဲဖြစ်ပါတယ်အလုံးဆိုတော့အောက်ရှင်ကြီးရဲရင်းနေ300မလို့တော့ပါဘူးဆက်နဲ့အသာလေးခွဲသွားတာပဲဖြစ်ပါတယ်မမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်မြင်ဘူးတဲ့ရှိအောင်လို့ဘဝတူတာအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဆက်နဲ့ခွဲနေကြပဲဖြစ်ပါတယ်